မင်္ဂလာပါကျွန်မဝေဆန်းပြပါ fertility dietitian အာဟာရပညာရှင်တူဖြစ်ပါတယ်ကျွန်မကို fertility နဲ့ပတ်သက်ပြီးတော့မေးခွန်းတွေအများကြီးလာမေးကြတယ်မေးလဲမေးသင့်ပါတယ်เนาะကျွန်မ fertility နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောတာကိုဒါပေမဲ့တခုသိထားစေချင်တာကျွန်မ dietitian အာဟာရပညာရှင်တူဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီအာဟာရအကြောင်းတွေ lifestyle အကြောင်းတွေမေးတာဆိုလို့ရှိရင်တော့ကျွန်မရဲ့ဒီကျွမ်းကျင်မှုနဲ့ပဲ scope ထဲဖြစ်တဲ့အတွက်ကျွန်မဖြည့်ပေးပါတယ်ဖြည့်ပေးနိုင်ပါတယ်ဒါပေမဲ့လို့အချို့တွေကဒီဆေးပညာပိုင်းပေါ့နော်ကုသရေးအပိုင်းနေ diagnosis ဒီယောဂရှာဖွေရေးတုပ်သက်ရေးအပိုင်းနေဆေးပေါ့နော်ဖြည့်ဆွဲအားဆေးမဟုတ်ဘဲနဲ့ဆေးတကယ်ဆေးနဲ့ပတ်သက်တဲ့ဟာတွေလာမေးတယ်ဆိုရင်ကျွန်မမဖြည့်နိုင်ပါဘူးဒါကျွန်မရဲ့ out of scope ပါကျွန်မဆရာဝန်မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်မပြောလို့ရှိရဆရာဝန်ပြပါပေါ့နော်အဲ့ဒါမျိုးပြောလို့ရှိရတကယ်လို့ရေပူရအားဖြစ်တယ်ဆိုတော့လည်းကျွန်မဖြည့်ပေးနိုင်တဲ့တော့ဖြည့်ပေးပါတယ်ဒါပေမဲ့လို့တဲ့ကျွန်မပေါ့နော်တတိထားမိတာတခုရှိတယ်ပေါ့နော်လာမေးကြတဲ့အားတွေထဲမှာကျွန်မတို့ကတော့ OG နဲ့ပြနေတာကြာပြီဘာမှမထူးလာဘူးလို့ဘာလို့ထားပါတော့เนาะစသည်ဖြင့်ပေါ့ OG နဲ့ပြတဲ့ဟာကြာပြီဆိုတာကိုပြောတယ်အဲ့တော့ကျွန်မကသိစေချင်တာက OG ဆိုတာကတာဖာမိရဲ့ဆရာဝန်เนาะအဲ့ဒါကို specialize လုပ်ထားတာဒီအမျိုးသမီးတွေရဲ့ဒီ reproductive health ပေါ့เนาะမျိုးဆက်ပွားရေးလားเนาะအဲ့ဒါရဲ့အဲ့ဒီ system အတွက်ကိုလုပ်ထားတဲ့အတွက်သူတို့ကမီးရဲ့ပြဿနာတွေတာဖွာတာတွေဒီမလားအကုန်ပေါ့နော်အဲ့ဒါတွေအမျိုးသမီးတွေအတွက်ကိုသူတို့လုပ်တယ်သူတို့ကဟိုဒါတွေကိုကြဲကြဲပြန့်ပြန့်လုပ်ထားတာပေါ့အဲ့ဒီထဲမှာသူတို့တချို့တွေက specialize ပြန်လုပ်ပြီးတော့ fertility specialist ဆိုပြီးတော့ဖြစ်နေတာရှိနိုင်တယ်အဲ့တော့ OG တိုင်းက fertility specialist မဟုတ်ဘူးအဲ့တော့ fertility specialist ဆိုတာကျတော့ဒီကိုဝင်ရဖို့ခက်ခဲနေတဲ့သူတွေကိုဝင်ရဖို့အတွက်ကိုပေါ့နော်ဒီ fertility အတွက်ကိုအထူးပြုထားတဲ့ဆရာဝန်ပေါ့အဲ့တော့သူတို့ဆိုလို့ရှိရင်ကျတော့မိန်းမပြဿနာတွေမဟုတ်ဘူးအမျိုးသားတွေဒီကိုဝင်ရဖို့ခက်ခဲနေရင်လည်းအမျိုးသားတွေကိုစစ်ဆေးစရာရှိရတယ်ဗျာသူတို့ကလုပ်ပေးနိုင်တယ်အဲ့တော့ကိုကပြနေတာဘလောက်ကြာနေပြီခလေးမရသေးဘူးဆိုလို့ရှိရင် OG နဲ့ဒီတိုင်းဆက်ပြနေမှာလား fertility specialist နဲ့ပြတင်လားဆိုတော့ကိုစဉ်းစားရမယ်ပေါ့နော်အဲ့ဒါကိုကျွန်မလာပြီးတော့ပြပေးတာပါ okay ကျွန်မဝေဆန်းတီပါအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အချိန်မှာအာဟာရနဲ့ဘယ်လိုပြုပြင်စားသောက်နေထိုင်ရမလဲဆိုတော့ညွှန်ကြားပေးရသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you next time